ဒါကတော့လှုပ်ရှားနိုင်တဲ့တစ်တုံးတစ်တုံးပါအဖိုးကိုလက်သမားဟာကြောက်လန့်တကြားနဲ့ကျမ်းပြင်ပေါ်လဲကျသွားပြီးဒီထူးဆန်းတဲ့တစ်တုံးကိုတခြားလက်သမားတို့ဦးထံလက်ဆောင်ပေးလိုက်ပါတယ်လက်သမားဟာတစ်တုံးကိုအိမ်ယူလာခဲ့ပါတယ်မိသားစုမရှိတဲ့သူဟာသူ့ကိုအဖော်ပြုဖို့တစ်သားရုပ်လေးတစ်ရုပ်ထွင်းထူဖို့ဆုံးဖြတ်လိုက်ပါတယ်ရုပ်တရက်တစ်သားရုပ်လေးကနှလုံးခုန်လာပြီးမေမေလို့အော်ခေါ်လိုက်ပါတယ်လက်သမားဟာထိတ်လန့်သွားပြီးအနောက်ကိုဆုတ်လိုက်မိပါတယ်သူဟာခြံထဲကိုပြေးထွက်သွားပြီးငါ့မှာသားလေးရှိပြီငါ့မှာသားလေးရှိပြီလို့အော်ဟစ်လိုက်ပါတယ်လက်သမားဟာအိယာခင်းနဲ့တစ်သားရုပ်လေးအတွက်အဝတ်စားတွေချုပ်ပေးခဲ့ပြီးပီနိုချီယိုလို့အမည်ပေးလိုက်ပါတယ်သူကပီနိုချီယိုကိုလမ်းလျှောက်တတ်အောင်တင်ပေးဖို့ကြိုးစားခဲ့ပါတယ်မမျှော်လင့်ပဲပီနိုချီယိုဟာတန်းပြီးပြေးထွက်သွားပါတော့တယ်အပြင်လောကကအရာအလုံးဟာသူ့အတွက်ဆက်စုချင်စရာတွေကြီးပါပဲစိုးသွမ်းတဲ့ပီနိုချီယိုဟာပြေးလွှားဆော့ကစားရင်မောပန်းပြီးအိမ်ပြန်လာခဲ့ပါတယ်သူမသိလိုက်ပဲအိပ်ပျော်သွားခဲ့ပြီးနိုးလာတဲ့အခါသူ့ရဲ့ခြေထောက်တွေမိလောင်သွားတာကိုတွေးလိုက်ရပါတယ်စိတ်မကောင်းဖြစ်သွားတဲ့လက်သမားကပီနိုချီယိုအတွက်ခြေထောက်တစ်စုံအသစ်ပြုလုပ်ပေးခဲ့ပါတယ်ဘေးကင်းဖို့အတွက်လက်သမားကပီနိုချီယိုကိုကြောင်းပို့ဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့သူထွက်သွားတာနဲ့ပီနိုချီယိုဟာကြောင်းကနေခိုးထွက်သွားပါတော့တယ်သူဟာမျက်လက်ဝိုင်းကိုတွားကြည့်ခဲ့ပေမဲ့မျက်လက်ဝိုင်းပိုင်ရှင်ရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရပါတယ်ကျောင်းဆင်းချိန်မှာလက်သမားကပီနိုချီယိုကိုလာကြိုခဲ့ပေမဲ့ပီနိုချီယိုမရှိတော့တာကိုတွေးလိုက်ရပါတယ်အိမ်နီးချင်းတွေစီကနေပီနိုချီယိုကိုမျက်လက်အဖွဲကခေါ်သွားမှန်းသိလိုက်ရပါတယ်ထိတ်လန့်သွားတဲ့လက်သမားဟာမျက်လက်ဝိုင်းစီလိုက်သွားပေမဲ့သူတို့ကပြောင်းရွှေ့သွားကြပါပြီလက်သမားကပီနိုချီယိုကိုပြန်ရှာဖို့ဆုံးဖြတ်လိုက်ပါတယ်ပီနိုချီယိုကိုခေါ်သွားတဲ့မျက်လက်ဝိုင်းပိုင်ရှင်ဟာဒိုးသားခင်မကြက်တာကြောင့်တစ်သားရုပ်တစ်ရုပ်ကိုထင်းဖြစ်သုံးပြီးမိရှို့ဖို့လုပ်ပါတယ်ပီနိုချီယိုဟာတခြားတစ်သားရုပ်လေးအတွက်အချိန်မီကြားဝင်တားဆီးပေးခဲ့ပါတယ်သူဟာတခြားသူအတွက်ကိုအနစ်နာခံဖို့ဆန္ဒရှိခဲ့ပါတယ်ပီနိုချီယိုရဲ့ကျင်နာမှုကြောင့်ပိုင်ရှင်ဟာစိတ်လှုပ်ရှားသွားပါတယ်ရော်ကြီးအနေနဲ့သူ့ကိုရွှေတင်ကားငါးပြားပေးလိုက်ပြီးပီနိုချီယိုကိုသူ့ဖခင်စီပြန်ခိုင်းလိုက်ပါတယ်တိတ်မွေးတဲ့နေရာမှာပဲပီနိုချီယိုဟာလူလိမ်နှစ်ယောက်နဲ့တွေ့ဆုံခဲ့ပါတယ်သူ့မှာရွှေတင်ကားတွေပါမှန်းသိသွားတဲ့အခါသူတို့ဟာမကောင်းတဲ့အကြံတွေထွက်လာပါတယ်သူတို့ကပီနိုချီယိုကိုရွှေတင်ကားတွေကိုမြေကြီးထဲမြုပ်ထားရင်ငွေပင်တီးပင်ကြီးပေါက်လာလိမ့်မယ်လို့ပြောပြီးဖျားယောင်းခဲ့ပါတယ်ရိုးတဲ့ပီနိုချီယိုဟာသူတို့စကားကိုယုံကြည်သွားပြီးလူသူကင်းမဲ့တဲ့နေရာကိုလိုက်သွားခဲ့ပါတယ်အဲ့ဒီအခါလူလိမ်တွေဟာသူတို့ရဲ့ရုပ်မှန်ကိုထုတ်ပြပြီးရွှေတင်ကားတွေကိုလူယူယုံတင်မကပဲပီနိုချီယိုကိုတစ်ပင်ပေါ်မှာဆွဲကြိုးချထားခဲ့ပါတော့တယ်